Hello guys, Lily ပါဒီနေ့ Lily ရရောမကွင်းမျိုးအောင်မြတ်တာပြီးတစ်တော်လမ်းမှာရှယ်ထိတ်တိုင်အိမ်ဆောက်ပစ္စည်းဆိုင်ကဖြစ်တဲ့တာကြီးမောင်တွယ်ရှိုင်းဆက်5နှစ်ပြည့်မွေးနေ့ကိုစပိုက်တိုက်ပေးမှာဖြစ်ပါရှင်။ဒါဆိုရင်Lilyနဲ့တူတူလိုက်ကြည့်ပေးကြပါဦးရှင်။မနေ့ရှင်ကအပြောင်ကြိုက်တာဖြစ်တဲ့ကြောင့်တိတက်ပစ္စည်းလေးရောအပြာရောင်တိတက်လုံတာပြပြီးရောအဝါရောင်ပန်းစည်းလေးဟာရောမောင်တွယ်ရှိုင်းရဲ့ညီဖြစ်တဲ့မောင်ကောက်ပြတ်ဖြစ်ပါရဲ့ရှင်။တာကြီးကိုစပိုက်တိုက်တဲ့ကားတားငယ်ကိုလည်းနဲ့နာမငယ်ရအောင်ဆိုပြီးရောမိမနှစ်ပါးကလာမပေးတော့ဖြစ်ပါရဲ့ရှင်။ဒါဆိုရင်လီရိုထိတ်တိုင်ကိုရောက်ပြီဆိုတော့ဘီလီရိုဘလိုလေးစပိုက်တက်ခဲ့လေဆိုတာလီနဲ့တစ်ချက်လိုက်ကြည့်ပေးကြပါအောင်ရှင်။ဟွာလေမောင်လေးသူဟန်ဆိုင်ရှိလားအော်ဟုတ်လားစပိုက်လေးပေးခိုင်းလိုက်လို့ရပြီအဲ့လိုတော့မပြောအကောင်မလေးပြောင်းလာမှာပဲတော့ပဲအဲမွေးနေ့မို့လို့ရ surprise ပန်းစည်းလေးနဲ့ကိတ်မုံလေးအပြာအောင်လေးပဲကြိုက်တယ်ဆိုလို့အပြာအောင်လေးပဲမှာပေးတော့ဘယ်လိုလဲကောင်မလေးတယောက်ပဲငငယ်လေးပဲကောင်မလေးကလည်းဒါတော့မကြည့်ဘူးကောင်မလေးကအပြာအောင်မကြိုက်တာအဲကြောင့်တော့မဟိုင်းပြာအောင်လေးပဲစီစဉ်ပေးလိုက်တဲ့ကိတ်မုံလေးကိုလည်းပြာအောင်လေးပဲတဲ့စီစဉ်ပေးလိုက်တဲ့ကြည့်ရတယ်မရှိလားစဉ်းစားကြည့်ပါဦးရှင်းတယ်တကယ်ချင်းနေပါရင်မရှိဘူးလားမင်းကလေးတငယ်ချင်းနေရောမင်းကလေးတငယ်ချင်းဒါ15နှစ်ပြည့်မွေးနေ့မလို့တဲ့ပြာအောင်လေးပဲစီစဉ်ခိုင်းလိုက်တော့မှားလာဖို့ယူပေးလို့ရလားဘယ်သူကပေးရလဲဒီကမခဲလူပေးရမှမတည်ဘူးမခဲ့ချင်ဘူးပေါ့စဉ်းစားကြည့်ပါဦးလူပေးရဖြစ်နိုင်တယ်လေပေးရပြာအောင်လေးကြိုက်တာလေဘာမှနေနေလေးတိတ်တော့မငယ်တော့ဘူးဘယ်လားမလည်းအဲ့လိုမခံနိုင်တော့တိတ်တော့မငယ်နေရောကြီးပြာအောင်လေးကြိုက်တာလေမသိဘူးလားမောင်ကြီးအကြည့်ရမအောင်ပြာအောင်ကြိုက်တဲ့လူလေးပါလေရောမရှိဘူးလားနေကလေးနဲ့ဆက်တယ်ဟုတ်လားတားရင်းရင်းရမင်းကလေးတွေရောပြာအောင်ကြိုက်တဲ့လူမရှိဘူးလားဦးမအမတွေဖြစ်မဝမ်းခွဲဖြစ်အတော်ဖြစ်အမေဖြစ်ပေါ့ဟုတ်လားဟေးအာဟုတ်လားတခြားစဉ်းစားပါအောင်ဒီပါဟုတ်တယ်ရှင်နေမလည်းအဲ့လိုတခြားတော့မသိဘူးပြပါလာတော့သူတခြားတော့မပြောတော့အောင်မဒီပြန်အောင်လေးကြိုက်လို့ဆိုလို့မပြပါဆိုလို့မပုတ်ပေးရဒီဆက်ရနေမှာ15နှစ်ပြည့်ဝင်နေမလို့တဲ့မပြပါပြန်အောင်လေးကြိုက်လို့ဆိုမှအဲ့လိုလေးပဲဒီအဲ့လိုအတက်ကြီးပိုင်းနဲ့အတက်တော့ကြီးရဟုတ်တယ်တော်တော်လေးတော့မကြီးသေးဒါပေမဲ့ပြပါလာပြီးကြရလာတော့မှတခြားမသိဟုတ်လားတီးကြတိုင်းလားဒီကြပါလေအဲ့ဒါလက်ခံပါလားဟုတ်လိုက်ပါမဆာလေးတစ်ချက်ပြပြမယ်နော်မေးပြီးလိုက်စားလေးရှိဒါကြတော့မောင်လေးကောင်းပြီးတွေ့တယ်ဒါကြတော့အငယ်လေးတွေ့တယ်မောင်လေးကောင်းပြီးရောရှိလားကောင်းရဲ့โอเคကောင်းပြီရောကောင်းပြီရဒါအမေကအကိုရဲ့မွေးနေ့မှာမောင်လေးရောထည့်ပေးလိုက်တာတဲ့ခံပြီနော်တခြားတော့ဖတ်ပြမယ်နော်
Happy birthday ပါမမေတာကြီးရေတဲ့မွေးနေ့မှစတည်ရေနောင်နှစ်ပေါင်းများစွာတိုင်အောင်နဲ့ပျော်ရွှင်ချမ်းမြေ့ပါစေတဲ့စိတ်ချမ်းသာကိုယ်ကျန်းမာဖြစ်နေပြည့်စုံနိုင်ပါစေတဲ့မိဘပေါ်တည်တဲ့သားလေးမလေးတယောက်ဖြစ်ပါစေတာကြီးမမေတာကြီးရေလေးလေးမမနေရမယ်နော်လူကြီးပြောစကားကိုတဲ့နားထောင်ရမယ်နော်တာနာမှာမမေတို့မရှိပေးနိုင်တာတာနာလေးခွင့်လို့ပေးပါနော်တာတို့တဲ့မမေတို့နဲ့ဝင်းနေမမေကမမေကိုချစ်နေပေးပါတာကြီးတဲ့ညီလေးပေါ်တဲ့အနိုင်မျိုးရအောင်နော်တာငယ်ရလေအကိုကြီးပေါ်မှာမစိုးရအောင်နော်ညီကိုနဲ့အောင်လုံးနဲ့တိတ်တိတ်မြတ်မြတ်တိုင်မင်းနေရမယ်နော်ညီကိုချင်းချင်းတွေ့မကွဲရအောင်နော်ဒီစကားကိုတဲ့မှတ်ထားပေးပါတဲ့တာကြီးရေတဲ့မမေရဲ့တာဦးမို့တဲ့အချစ်တည်တဲ့ပိုခဲ့မိတယ်တဲ့တာမမိသေးလားမသိဘူးတဲ့တာတို့ကိုတဲ့အားကစားဝတ်စုံဝယ်ပေးမယ်လို့ပြောတော့ငါမမေအပြာအောင်ကြိုက်တယ်လို့ပြောခဲ့ရတဲ့တခြားဝတ်စုံကိုမယူခဲ့မမေကြိုက်တဲ့အပြာရောင်ဝတ်စုံကိုပဲတဲ့ယူခဲ့တာမမေအခုကြီးမမိသေးတယ်ကွာတဲ့အမိဆန္ဒအတိုင်းနဲ့တာကြီးတို့ကဖြစ်ပြီးခဲ့တာနော်ချစ်လို့မဝပါဘူးတာတို့ရဲ့တာတို့ကိုတဲ့မမေနဲ့တူတူနေခဲ့ရတဲ့အကြောင်းအရာတွေကိုတဲ့အမြဲတမ်းတတိယနေမှာပါအဲ့ဒီပုံရိပ်လေးတွေကိုဘယ်တော့မှမမေ့ပါဘူးတဲ့တာကြီးရဲ့ပညာရေးကိုစိတ်ဝင်စားတာနဲ့စူးစမ်းတော့ပညာမတက်ရင်လူအောက်ကြမှာဒါဆိုရင်ရရင်တော့တာကြီးရဲ့တဲ့မမေမာချင်တာတော့တာညီကိုနှစ်ယောက်တက်အောင်နေနော်တာငယ်လေးတဲ့စူးစမ်းတင်ယူရမယ်နော်တဲ့ပညာကြီးဖြစ်ဖို့တဲ့မမေမြင်အောင်ခြင်းနဲ့အဝေးကနေချစ်နေပါမယ်တဲ့တာတို့ရဲ့မမေတဲ့ဘာလေးပြန်ပြောချင်တယ်မမေရောကျမ်းမာရေးဒီ မောင်လေးရအောင်ဗာလေးပြောချင်တယ် Happy birthday ပါနော်မောင်လေးမမတို့ကလည်းနည်းနည်းဆုတောင်းပေးပါရဲ့လို့